မစိုးညီမတစ္ဆာမန်တစ်စီးပြလောက်လဲ9000မှာ9000ဟုတ်ကဲ့အဲ့တစ်စီးပေးပါ ဟုတ်ကဲ့ဟုတ် စပယ်ကရော စပယ်က2000မှာ ဟုတ်စပယ်ကအကုန်ယူမယ်နော် ဟုတ်ကဲ့အားလုံးဘယ်လောက်ကြလဲ အားလုံး9000ကျတယ်ဘာဖြစ်လို့လဲ ပတ်ဆိုင်မရှိတော့ဘူးဆိုင်လည်းမရှိတော့ ဘာဖြစ်တာလဲဘာဖြစ်ပါ့မလဲဒီဒီလေးခေါ်ဆိုတော့တယ်လီဖုန်းမှာစက်ပိတ်ထားပါရဲ့ရှင် Sorry the number you have dialed is powered off ဒီဒီလေးခေါ်ဆိုတော့တယ်လီဖုန်းမှာလွဲနေပြီတခုတော့လွဲနေပြီ ဘာမှလွဲစရာအကြောင်းမရှိဘူးနော်သူ့မိမဖုန်းဆိုတာသိကြတယ်ခုလိုချင်းနေမျိုးမှာဖုန်းကိုပူဖွင့်လာရမယ်ဟာ အဲ့ဆိုငါတို့အခုပိုက်ဆံတောင်းမှာဘယ်လိုတောင်းမလဲ နောက်ဖုန်းနေနဲ့ခေါ်လို့ရနေရပဲသူ့ယောက်ျားဖုန်းတော့ तू မှတ်မိမှာပေါ့ မာရဲ့နေမဲပြောပြီးတော့ဖုန်းကအမြင်တော့ဖွင့်ထားလို့မရဘူးဆိုခြေရခံလို့ရတယ်ဆို ငါသိတယ်你ရှေ့မနေနဲ့နော်လောဆယ်ဒီတည်းကဖုန်းကတ်ကိုထုတ်ထားလိုက်ငါစဉ်းစားလိုက်အောင်မယ်